ကိုတော့ပြောတော့ဒီလိုလူမိုက်လုပ်တွေကိုဆက်မလုပ်တော့ပါဘူးဆိုအခုဘလို့ဖြစ်ရလဲနည်းနည်းတော့ခြံထားရတယ်ဒီလိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေတော့နည်းနည်းတော့ခြံထားပါရဒိုးဆိုတဲ့ဂုံဘုတ်ကလည်းဖြစ်ချင်တယ်ဖြစ်လာတာအဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်လာ It's DJ Black Guy ဒိုးဆိုတဲ့ဂုံဘုတ်ကလည်းဖြစ်ချင်တယ်ဖြစ်လာတာအဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်လာ It's DJ Black Guy Remix Production အဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်လာIt's DJ Black Guy Remix Production ကိုတော့ပြောတော့ဒီလိုလူမိုက်လုပ်တွေကိုဆက်မလုပ်တော့ပါဘူးဆိုအခုဘလို့ဖြစ်ရလဲနည်းနည်းတော့ခြံထားရတယ်ဒီလိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေတော့နည်းနည်းတော့ခြံထားပါရဒိုးဆိုတဲ့ဂုံဘုတ်ကလည်းဖြစ်ချင်တယ်ဖြစ်လာတာအဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်လာ It's DJ Black Guy ဒိုးဆိုတဲ့ဂုံဘုတ်ကလည်းဖြစ်ချင်တယ်ဖြစ်လာတာအဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်လာ It's DJ Black Guy Remix Production အဲ့လိုမျိုးအချိုးမပြေတောင်မကျိုးတဲ့ကောင်တွေအဲ့လိုပတ်ဝန်းကျင်ကြောင့်ဖြစ်It's DJ Black Guy Remix Production လာ